ဘုရားရှင်ကိုရောမြတ်ကြီးကဝိပဿနာအလုံးလုံးမဲ့ပုဂ္ဂိုလ်တွေအတွက်တတိပေးထားတဲ့စကားတစ်ခုရှိပါတယ်။ဘာလဲဆိုရင်အဓိပတိထားပါတဲ့အဓိပတိထားပြီးတရားအလုံးလုံးပါတဲ့အဲ့ဒီစကားပါအဓိပတိဆိုတာအကြည့်အမှုအကြည့်အကဲလေးလေးနက်နက်ထားမှုလို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီအဓိပတိက၃မျိုးတောင်ရှိတာပါအင်္ဂုတ္တပါဠိတော်တိကနိဗ္ဗာန်မှာပါပါတယ်ဘာတွေလဲလို့ဆိုတော့နံပါတ်1အတ္တာဓိပတိနံပါတ်2လောကာဓိပတိနံပါတ်3ဓမ္မာဓိပတိလို့ဒီလို၃မျိုးပါအတ္တဓိပတိဆိုတာမိမိကိုယ်ကိုအကြည့်အကဲလေးလေးစားစားအဓိပတိထားပြီးတော့တရားအထုတ်ခြင်းလောကာဓိပတိဆိုတာအပြင်လောကလူသားသူတို့ဘာတွေကိုအကြည့်အကဲလေးလေးစားစားအဓိပတိထားပြီးတော့တရားအထုတ်ခြင်းဓမ္မာဓိပတိဆိုတာကတရားဂုဏ်တော်တွေကိုအကြည့်အကဲလေးလေးစားစားအဓိပတိထားပြီးတော့တရားအထုတ်ခြင်းလို့၃မျိုးရှိတာပါနောက်တစ်ခေါက်ထပ်ပြီးပြောပါဦးမယ်ဒါကိုဘာသာပြန်ပြောကြဆိုလို့ရှိရင်နံပါတ်1မိမိကိုယ်ကိုအဓိပတိထား၍တရားအထုတ်ခြင်းနံပါတ်2သူတို့ဘာတွေကိုအဓိပတိထားပြီးတော့တရားအထုတ်ခြင်းနံပါတ်3တရားဂုဏ်တော်တွေကိုအဓိပတိထား၍တရားအထုတ်ခြင်းလို့၃မျိုးရှိပါတယ်အဲ့ဒီ၃မျိုးတည်းကနံပါတ်1မိမိကိုယ်ကိုအကြည့်ကဲအဓိပတိထားပြီးတရားအထုတ်ခြင်းဆိုတာတရားအထုတ်တော့မယ်ဆိုလို့ရှိရင်ကိုယ်မြင့်တင်လိုက်ပါစိတ်ဓာတ်တွေမြင့်မားပြီးတော့လာအောင်မြင့်တင်လိုက်စမ်းပါဘယ်လိုမြင့်တင်ရမလဲလို့ဆိုတော့ငါသည်စားစရာမရှိလို့တရားအထုတ်နေတာမဟုတ်ဘူးဝတ်စရာမရှိလို့အထုတ်နေတာလည်းမဟုတ်ဘူးနေစရာထိုင်စရာမရှိလို့အထုတ်နေတာလည်းမဟုတ်ဘူးဆေးဝါးမရှိလို့ဆေးဝါးတွေရအောင်လို့အထုတ်နေတာလည်းမဟုတ်ဘူးကြော်စောခြင်းလို့အထုတ်တာလည်းမဟုတ်လလဘများခြင်းလို့အထုတ်နေတာလည်းမဟုတ်ဂုဏ်ပကာသနာတွေရခြင်းလို့အထုတ်နေတာလည်းမဟုတ်ဟိုဘဝဒီဘဝနတ်ပြည်ပြမပြည်စားတဲ့သူကတိဘဝတွေရခြင်းလို့အထုတ်နေတာလည်းမဟုတ်ဘူးအမှန်စင်စစ်ကတော့ဇာတိစရာဗျာတိမရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာအိုဘေးနာဘေးသေဘေးပူဆွေးငိုကြွေးအစရှိတဲ့ဒုက္ခဘေးတို့မှာကင်းဝေးလူသောကြောင့်သာငါတရားအထုတ်နေတာအဲ့ဒါလိုကိုမြင့်တင်လိုက်စမ်းပါအဲ့ဒါလိုမြင့်တင်ပြီးမှဝိရိယဇွဲကဲပြီးအထုတ်လိုက်လို့ရှိရင်ဖြစ်ပျက်တွေမြင်လာပါလိမ့်မယ်တဲ့ဒါကနံပါတ်1ကဲရှေ့ကိုသွားအောင်မယ်နံပါတ်2ဒီနံပါတ်2ကတော့တရားအားထုတ်နေစေအခါမှာဖြစ်တတ်တဲ့သဘာဝတွေပါလူတိုင်းဖြစ်တယ်လို့မဆိုလိုပါဘူးတချို့ဖြစ်တတ်တာပါဘယ်လိုလဲလို့ဆိုရင်တရားထိုင်တဲ့အခါမှာစိတ်တွေကဟိုရောက်ဒီရောက်စီပွားရေးတဲ့ရောက်တာရည်သမီးရေးတဲ့ရောက်ရောင်ရည်ဝယ်ရည်တွေတဲ့ရောက်ရွှေငွေရတနာတွေရဖို့အတွက်စဉ်းစားစီစဉ်ဥစ္စာတွေတိုးတက်ဖို့စဉ်းစားလေယာမိုးမြေဆန်းရည်စပါးကျွန်းဝဥစ္စာတွေရဖို့တိုးတက်ဖို့ကြိုးစားစဉ်းစားတာခင်သမီးခင်မြီးခင်မြစ်ခင်ဆွေခင်မျိုးခင်အဲ့ဒါလိုအစရှိတဲ့ခင်တွယ်မှုလောဘတဏှာတွေလာတတ်တယ်။အိုအိမ်ဒီစိတ်မချလို့ရမ်းပြီးတော့စဉ်းစားနေတဲ့မှုတွေလည်းဖြစ်တတ်ပါတယ်တခါတလေစားရည်တောက်တာတွေလည်းစိတ်ကူးနဲ့စီးမြန်းပြီးတော့နေမိတတ်ပါတယ်တခါတလေကြတော့လည်းမကျေနပ်မှုတစ်ခုခုကိုအကြောင်းပြုပြီးတော့ဒေါသစိတ်တွေလည်းဝင်လာနေတတ်ပါတယ်တခါတလေကြတော့လည်းထုံထိုင်းအုံမိုင်းလေးတွဲနေပြီးတော့ငိုက်နေမိတတ်တယ်အဲ့လိုအခါမျိုးတွေမှာအဓိပတိထားလိုက်စမ်းပါဘယ်လိုအဓိပတိထားရမလဲလို့ဆိုတော့ကိုတတိပေးပါအိုယောဂီတတိထားစမ်းပါတ
သင်ဟာတရားအားထုတ်နေတယ်လဲဆိုသည်လူကတော့ဖြင့်တရားထိုင်နေတဲ့ပုံမှန်ပါပဲဒါပေမဲ့စိတ်တွေကတရားထဲမှာမရှိပါကလားသင်တဏ္ဍာမှာကာမဝိတ္တဆိုတဲ့လောဘပြပါဒဝိတ္တဆိုတဲ့ဒေါသသူတို့ဘာကိုညှင်းဆဲခြင်းတဲ့ဝိဟိန္တာဝိတ္တဆိုတဲ့ဒေါသထုံထိုင်ငိုင်မြည်တဲ့မောဟတွေဝင်နေပါပေါ့လားအသင်သတိထားလိုက်စမ်းပါအသင်ကိစ္စကိုသူများတွေကမသိဘူးထင်နေသလားမထင်လိုက်ပါနဲ့သူတို့ဘာစိတ်တွေကိုသိတဲ့ပုဂ္ဂိုလ်တွေအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေကသိတယ်အသင်စိတ်တွေဘာတွေဖြစ်နေတယ်ဆိုတာသိကြတယ်သင်ရဲ့ကိုယ်ဆောင်နှတ်တွေကလည်းသိတယ်ပဝန်းကျင်တော်ဆောင်နှတ်တောင်းဆောင်နှတ်စတဲ့ပုဂ္ဂိုလ်တွေကလည်းသိကြတယ်နောက်ဆုံးဘယ်သူမှမသိဘူးဆိုအောင်တော့ကိုကတော့သိနေတာပဲဒီတော့သင်ဟာမရှက်ဘူးလားနတ္ထိလောကေရဟောနာမပါပကမ္မံပကုပ္ပတောတဲ့အတိဘယ်ကမကောင်းမှုပြုတဲ့သူမှစိတ်ကြွရမရှိဘူးတဲ့အဲ့ဒါလူတွေဆုံးမပြီးတော့ကိုဆုံးမလိုက်ဆံပါအဲ့ဒီလူသူတို့ဘာတွေသိမှာကိုအကြီးကဲအဓိပတိထားပြီးတော့လေးလေးစားစားနဲ့အထုတ်လို့ရှိရင်လည်းပဲဖြစ်ပျက်တွေကိုမြင်လာနိုင်ပါတယ်ဒါကတော့ပဝန်းကျင်သူတို့ဘာတွေကိုအဓိပတိထားပြီးတော့တရားအထုတ်ခြင်းပဲရှေ့ကိုသွားကြအောင်မယ်နံပါတ်3ဒီနံပါတ်3မှာကတော့တရားကိုအကြီးကဲအဓိပတိထားပြီးတော့တရားအထုတ်နည်းပဲဘယ်လိုလဲလို့ဆိုတော့သွားခါတော်ဘဂဝတာဓမ္မောဘဂဝတာမြတ်စွာဘုရားသည်ဓမ္မောတရားတော်ကိုသွားခါတော်ကောင်းစွာဟောတော်မူအပ်ပါပေ၏မြတ်စွာဘုရားကတရားကိုကောင်းစွာဟောတယ်ဆိုတာမှန်ကန်ကန်ဟောတာမှန်ကန်ကန်ဟောတယ်လို့ဆိုလိုတာဘယ်လိုမှန်ကန်ကန်လဲလို့ဆိုတော့ယောဂီတို့ရဲ့တဏ္ဍာမှာရှိတာကယုံနာ2ပါးအကျဲချဲလိုက်လို့ရှိရင်ခန္ဓာ5ပါးဒါပဲအဲ့ဒီတရားတွေကမြဲမှမမြဲပဲအနိစ္စတရားတွေပဲဟာအနိစ္စတရားတွေမို့လို့အနိစ္စလို့ဟောတာဒါမှန်ကန်ကန်ဟောတာပေါ့အမှန်တရားတွေမို့လို့တကယ်ကျင့်ပြီးဆိုလို့ရှိရင်တန်တိတ်တီကိုယောဂီတို့ကိုယ်တိုင်လည်းသိမြင်လာရမယ်ပြီးတော့အကာလီကောအခါမလဲအကျိုးပေးတဲ့တရားတွေပဲတဲ့လက်ငင်းအကျိုးပေးတယ်လို့ဆိုလိုတာပေါ့ဟုတ်ပါတယ်ဒီတရားတွေအတိုင်းတကယ်ကျင့်ပြီးဆိုလို့ရှိရင်ဒီကျင့်စီတွေအတိုင်းကျင့်လို့ရှိရင်အခုပဲတောကပရိဒေဝအပူမေးတွေအေးပါတယ်ဒါလက်ငင်းအကျိုးပေးတာပဲပေါ့ဒါကြောင့်မို့လို့အဟိပတိကောယခုချက်ချင်းလက်ငင်းလက်တွေစမ်းသပ်လှဲ့ပါလို့တရားတွေကရဲရဲတင်းတင်းဖိတ်ခေါ်နေတာပဲဒါတရားရဲ့ဂုဏ်တော်တွေပဲအဲ့ဒါလို့တရားဂုဏ်တော်တွေရဲ့ဂုဏ်တွေကိုပထမဥစွာယုံကြည်လိုက်ကြစမ်းပါအဲ့ဒါလို့တရားတော်တွေကအမှန်ရှိပါလျက်သားနဲ့အမှန်တိုင်းမတွေ့ရသေးဘူးမမြင်ရသေးဘူးဆိုလို့ရှိရင်တော့မိမိကညံ့နေပြီလုံလဝရိယတွေညော့နေပြီဒါကြောင့်အမှန်ရှိတဲ့တရားတွေကိုအမှန်အတိုင်းမြင်ရအောင်ကြိုးစားမယ်လို့အားတင်းလိုက်စမ်းပါအဲ့ဒီလိုအမှန်အကန်ရှိတဲ့တရားတွေကိုအဓိပတိထားပြီးတော့ကြိုးစားလိုက်လို့ရှိရင်လည်းဖြစ်ပျက်တွေကိုမြင်လာနိုင်ပါတယ်တဲ့အဲ့ဒါလိုပါအဲ့ဒီ3မျိုးတွင်တစ်ခုခုကိုအဓိပတိထားပြီးတော့ဖြစ်ပျက်တွေမြင်လာပြီဆိုလို့ရှိရင်တော့လောကုတ္တရာမဉ္ဇဉ်ဘုံညာအစစ်တွေလည်းရလာမှာဧကံပဲမရမရှိပါဘူးတဲ့အဲ့ဒါလိုဘုရားရှင်ကိုရောမြတ်ကြီးကဟောပါတယ်ဒါကြောင့်အဓိပတိထားပြီးတော့ဝိပဿနာအထုတ်ကြပါလို့တတိပေးပါတယ်နံပါတ်1မိမိကိုယ်အကြီးကဲထားပြီးတော့အဓိပတိထားပြီးတော့တရားအထုတ်နည်းနံပါတ်2သူတို့ဘာတွေကိုအကြီးကဲအဓိပတိထားပြီးတော့တရားအထုတ်နည်းနံပါတ်3တရားဓမ္မတွေကိုတရားဂုဏ်တော်တွေကိုအဓိပတိအကြီးကဲထားပြီးတော့တရားအထုတ်နည်းလို့3မျိုးဒီ3မျိုးတွင်တစ်ခုခုအဓိပတိထားပြီးတော့တရားအထုတ်လို့ရှိရင်ဖြစ်ပျက်တွေမမြင်မရှိပါဘူးတဲ့မြင်လာနိုင်ပါတယ်ဟုတ်ပြီအထုတ်ရမယ်လို့ဆိုတော့ဝိပဿနာအထုတ်ရမယ်လို့ဆိုတော့ဘယ်လိုအထုတ်ရမှာလဲအဲ့ဒါပြောရမှာပေါ့ဝိပဿနာအထုတ်တယ်ဆိုတာဘယ်လိုအထုတ်ရမှာလဲလို့ဆိုတော့
အရှုခံတရားတွေအပေါ်မှာရှုဉဏ်များနဲ့ရှုရတာပါပဲအရှုခံတရားတွေအပေါ်မှာရှုဉဏ်များနဲ့ရှုရတာပါပဲဒါကိုမှတ်ဖို့လိုပါတယ်နောက်တစ်ခေါက်ထပ်ပြောပါဦးမယ်အရှုခံတရားတွေအပေါ်မှာရှုဉဏ်များနဲ့ရှုတာကိုဝိပဿနာရှုတယ်လို့ခေါ်တာပေါ့ရှုတယ်ဆိုတော့ရှုတယ်ဆိုတာဟာကြည်တာပါပဲဘာနဲ့ကြည်တယ်လဲဉာဏ်နဲ့ကြည်တာပေါ့ဒါကြောင့်ရှုဉဏ်လို့လဲဆိုလို့ရပါတယ်ရှုဉဏ်ဆိုတာနဲ့ကြည်ဉဏ်ဆိုတာအတူတူပါပဲပြီးတော့အရှုခံဆိုတာနဲ့အကြည်ခံဆိုတာလည်းအတူတူပါပဲဒီတော့အရှုခံတရားတွေဆိုတာဟာအကြည်ခံတရားတွေဆိုတဲ့ဥစ္စာဘယ်လိုဟာတွေလဲဘာတွေလဲဆိုလို့ရှိရင်ခန္ဓာ၅ပါးပါပဲခန္ဓာ၅ပါးကအရှုခံဘက်ကအကြည်ခံဘက်ကကျွတ်တို့ကိုကြည်ပါဗျကျွတ်တို့ကိုရှုပါဗျကြည်နိုင်ပါတယ်ရှုနိုင်ပါတယ်လို့ပြောသလိုပဲကျွတ်တို့ကိုဉာဏ်နဲ့ကြည်စမ်းပါဗျရှုစမ်းပါဗျလို့ခန္ဓာ၅ပါးကဖိတ်ခေါ်နေတယ်လို့ပဲအဲ့ဒါလို့အရှုခံဘက်ကနေကြရတာခန္ဓာ၅ပါးကအရှုခံတဲ့ဘက်ကအဲ့ဒါကိုရှုဉဏ်များနဲ့ရှုကြရမှာတကယ်လက်တွေ့ရှုကြပြီဆိုရင်တော့ခန္ဓာ၅ပါးကိုပြုံးပြီးတအုံလုံးရှုရမှာမဟုတ်ပါဘူးအဲ့ဒီခန္ဓာ၅ပါးတည်းကကြိုက်ရတစ်ပါးပါးကိုရွေးထုတ်ပြီးရှုရမှာပါဥပမာရုပ်ကိုကြိုက်တယ်ဆိုရင်ယူပခန္ဓာရွေးထုတ်ပြီးတော့ရုပ်ကိုရှုဝေဒနာကြိုက်တယ်ဆိုရင်ဝေဒနာခန္ဓာရှုသင်ညာကြိုက်တယ်ဆိုရင်သင်ညာကိုရှုသင်္ခါရကြိုက်ရင်သင်္ခါရရှုစိတ်ကြိုက်လို့ရှင်လဲစိတ်ကိုရှုဝိညာဉ်နဲ့ခန္ဓာရှုအဲ့ဒါလို့ရှုရတာပါဟုတ်ပြီရှုဆိုတော့ဘာနဲ့ရှုရမှာလဲဉာဏ်နဲ့ရှုရမှာပေါ့အဲ့ဒီဉာဏ်တွေကဘယ်လောက်များသလဲ၅ပါးရှိတယ်ဘယ်သူတွေလဲဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဒီ၅ပါးပါဒီ၅ပါးကိုလောကီမဂ်က၅ပါးလို့ခေါ်ပါတယ်ရှုဉဏ်များပေါ့ဒီ၅ပါးနဲ့ရှုကြရမှာကဲအခုဆိုလို့ရှိရင်အရှုခံတရားတွေဘက်ကခန္ဓာ၅ပါးဆိုတာသိရပြီရှုတဲ့ဉာဏ်တွေဘက်ကလည်းပဲ၅ပါးဆိုတာသိရပြီတကယ်ရှုပြီဆိုလို့ရှိရင်တော့ရှုဉဏ်များအရှုခံများဘက်က၅ပါးလုံးတအုံလုံးကြီးပြုံရှုရမှာမဟုတ်ဘူးအရှုခံဘက်က၅ပါးရှိတဲ့အနက်ကတခုခုကိုရွေးထုတ်ပြီးရှုရမှာပါတခုခုကိုရွေးထုတ်ပြီးတော့ရှုတဲ့ဉာဏ်ဘက်ကတော့၅ပါးအမြဲ၅ပါးပါဟုတ်ပြီအခုလက်တွေ့ရှုကြမယ်ဥပမာရုပ်ကိုရှုတယ်ဆိုပါတော့ရုပ်ကိုရှုပါတယ်ဆိုရင်ရှုတယ်ဆိုလို့ရှိရင်ဥစွာပထမသမာဓိလေးထူထောင်လိုက်ပါဦးစိတ်ငြိမ်လို့သမာဓိတီးလာပြီဆိုလို့ရှိရင်တော့ဉာဏ်လည်းဝင်လာပြီအဲ့ဒီဝင်လာတဲ့ဉာဏ်နဲ့ရှုရမယ်ဒီတော့ရုပ်တရားကအရှုခံဉာဏ်၅ပါးကရှုဉာဏ်ရုပ်တရားကအရှုခံဉာဏ်၅ပါးကရှုဉာဏ်ဒီလိုဖြစ်လာပါမယ်ရုပ်တရားတွေကအဖြစ်အပျက်ရှုတဲ့ဉာဏ်ကမဲ့ရုပ်တရားတွေကအဖြစ်အပျက်ရှုတဲ့ဉာဏ်ကမဲ့အဲ့ဒါလိုနာမည်ပေးမယ်ဆိုလို့ရှိရင်ပိဋကတ်ဖို့ပြောတာပါအဖြစ်ပြက်တွေကဘာသစ္စာဒုက္ခသစ္စာရှုတဲ့ဉာဏ်ကဘာသစ္စာမက္ခသစ္စာဒီနည်းအားဖြင့်နာမည်ပေးမယ်ဆိုရင်ပိဋကတ်ဖို့ပါပါဇက်ကဆိုးနေဖို့မဟုတ်ပါဘူးအဲ့လိုနဲ့အရှုခံရုပ်တရားတွေရုပ်တရားတစ်မျိုးအပေါ်မှာပဲရှုဉာဏ်၅ပါးနဲ့စိုက်ပြီးတော့ရှုကြရမှာပါအရှုခံတစ်မျိုးမျိုးအပေါ်မှာရှုဉာဏ်၅ပါးနဲ့စိုက်ပြီးတော့ရှုကြရတာပါပဲအဲ့လိုရှုလာတဲ့အခါကြာရှည်ရှုပြီးတော့လာတဲ့အခါမှာရုပ်တရားတွေဟာမမြဲပဲတစ်ဖွဲဖွဲတစ်သေးသေးအသစ်အောင်ပြောင်းလဲပြီးတော့နေတာတွေကိုတွေ့လာရပါမယ်တွေ့လာရပါမယ်မတွေ့မရှိပါဘူးဧကန်တွေ့လာရမှာပါအဲ့လိုတွေ့လာလို့ရှိရင်ဒါဟာအမှန်ကိုတွေ့လာခြင်းပဲဒါဟာအဖြစ်အပျက်ကိုမြင်နေတာပဲရုပ်တရားတွေကမမြဲပဲတစ်ဖွဲဖွဲတစ်သေးသေးအသစ်အောင်ပြောင်းလဲနေတာတွေကိုမြင်လာပြီဆိုလို့ရှိရင်ဒါဟာဖြစ်ပျက်ကိုမြင်တာပဲဒါဟာတမ္မာဒိဋ္ဌိဖြစ်ပြီမှန်မှန်ကန်ကန်မြင်နေပြီမြင်နေလည်းပဲဆက်ရှုအဖြစ်ပျက်တွေကိုမြင်နေလည်းပဲမလျှော့နဲ့ဆက်ရှုဒီလိုရှုရမှာပါရှုပါများပြီးတော့လာတဲ့အခါတကိုယ်လုံးတစ်ဖြုံဖြုံနဲ့အဖျားကလေးတစ်ထောက်ချစရာနေရာလက်မရှိအောင်ကိုပဲဖြစ်ပျက်တွေနဲ့ဖုံနေတာတွေ့ရမှာပါ
ကိုယ်လုံးဖြစ်ပျက်တွေနဲ့ဖုံးနေတာတွေ့ရမှာပါအဲ့ဒါတွေ့လာလဲဆက်ရှုရမှာပါအဲ့လိုရှုရင်နဲ့ကြာတော့ဖြစ်ပျက်တွေကြီးပဲမြင်နေတယ်ဖြစ်ပျက်တွေကြီးပဲမြင်နေတယ်ဆိုတော့ဒီဖြစ်ပျက်တွေပေါ်မှာမတွေ့တာတော့ဘူးဖြစ်လာပါမယ်ဖြစ်ပျက်တွေပေါ်မှာမတွေ့တာတော့ဘူးဟိုတုန်းကဒီလိုမသိလို့တွေ့တာခဲ့တာပါအခုတော့ဒီယုတ်ဒီနံနေရာဖြစ်ပျက်နေတာဖြစ်မလို့ခြင်းပါဘူးဆိုတဲ့ညာရင့်တန်လာပါမယ်တဲ့အဲ့ဒါလိုညင့်ရင့်တန်ပြီးတော့လာတာဟာနိဗ္ဗိဒညာခေါ်ပါတယ်နိဗ္ဗိဒညာလာလဲဆက်ရှုပါများလာတော့မလို့ခြင်းတဲ့ညာတွေမလို့ခြင်းတဲ့ညာတွေထပ်ပြန်တယ်လဲဖြစ်ပါများလာတော့နောက်ဆုံးဖြတ်ခနဲ့မရတော့ပဲဖြစ်သွားမှာမရတော့ပဲဖြစ်သွားတယ်ဆိုတာအဖြစ်ပြက်တွေမရှိတာကိုသွားပြီးတော့တွေ့ပါအဖြစ်ပြက်မရှိတာတွေကိုညာနဲ့သွားတွေ့မှာဖြစ်ပါတယ်ဒီအစီအစဉ်တိုင်းသွားမှာဥစွာပထမအဖြစ်ပြက်ကိုမြင်ရမယ်အလယ်ပိုင်းရောက်လာတဲ့ခါကျတော့ဖြစ်ပြက်တွေကိုမုန်းရပါမယ်နောက်ကျတော့ဖြစ်ပြက်တွေဆုံးသွားတာကိုတွေ့ရပါလိမ့်မယ်ဒီအစီအစဉ်တိုင်းသွားမှာအဲ့ဒါလိုဖြစ်ပြက်တွေမမြင်ဘူးဆိုရင်တော့တခုခုကညံ့နေပြီတခုခုကညံ့နေပြီအရှုခံဘက်ကအခုရုပ်ကိုဥပမာပြပြီးတော့ထားတယ်ရှုဉဏ်ဘက်ကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့၅ပါးကိုပြထားတယ်အရှုခံတွေကတော့ဘယ်မှပြေးမှာမဟုတ်ဘူးရှုဉဏ်တွေကမပြည့်စုံပဲဖြစ်နေလို့မမြင်တာဖြစ်ရမယ်ရှုဉဏ်က၅ပါးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့၅ခုရှိတဲ့အ ਨੇ သမ္မာဝါယာမဆိုတဲ့လုံလဝိရိယရင်ယော့နေတာဖြစ်မယ်သို့မဟုတ်သမ္မာတတိဆိုတဲ့တတိကရင်လိုးနေတာဖြစ်မယ်ဓမ္မမဟုတ်သမ္မာသမာဓိဆိုတဲ့ဥစ္စာကရင်သမာဓိနည်းနေတာဖြစ်ပါမယ်အဲ့ဒါလိုတွေနည်းနေတော့သမ္မာသင်္ကပ္ပတို့လည်းမဖြစ်ဘူးသမ္မာဒိဋ္ဌိလည်းမပေါ်လာတော့ဘူးဖြစ်ပြီးတော့အဖြစ်ပြက်မမြင်တာရှိမယ်တခုခုကညံ့နေပြီရှုဉဏ်၅ပါးထဲမှာသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပဆိုတဲ့နှစ်ပါးကပညာမဲ့ခင်နှစ်ပါးသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့၃ပါးကသမာဓိမဲ့ခင်၃ပါးသူတို့နှမျိုးကတဦးနဲ့တဦးအကူအညီရတယ်အကူအညီရတယ်ဥစွာပထမလုံလဝိရိယကလေးကဲပြီးတော့ခုအထုတ်ပြီးတော့နေတဲ့သမာဓိထူထောင်နေတဲ့ဆိုရင်သမ္မာဝါယာမဖြစ်ပြီသမ္မာဝါယာမဖြစ်တော့သူကမြင်မှာလားအဖြစ်ပြက်တွေမြင်မှာလားဆိုတော့မဟုတ်ဘူးသမာဓိမဲ့ခင်ကအဖြစ်ပြက်မြင်မှာမဟုတ်ဘူးအဖြစ်ပြက်မြင်မှာကပညာမဲ့ခင်ကမြင်မှာဒါဖြင့်ပညာမဲ့ခင်တန်လောက်ပါလားဆိုတော့ဒီလိုလည်းမရဘူးပညာမဲ့ခင်လာနိုင်အောင်ရှေ့ဘက်ကသမာဓိမဲ့ခင်ဖြစ်အောင်ထူထောင်ရသေးတာဒါကြောင့်ဥစွာပထမဝိရိယကလေးကဲပြီးတော့တတိထား၍သမာဓိတည်အောင်လုပ်ရပါတယ်ဒါကိုလူ9ယောက်ပန်းကူးတဲ့ဥပမာနဲ့ပြထားတယ်အဋ္ဌကထာတွေမှာလူ9ယောက်ခရီးသွားကြတော့တောဇက်ကလေးမှာတစ်ပင်ကွာကြမှာတစ်ခွပန်းကလေးတစ်ခိုင်လှလှပပလေးပွင့်နေတာတွေ့တယ်အဲ့ဒါကိုသွားခူပါကွာပန်းကလေးကတဲလှတာပဲဖះလှူဖို့ကောင်းတယ်ဆိုပြီးတော့သွားခူတော့လူတယောက်ကအရက်ပုနေတယ်အဲ့နဲ့မမီဘူးဟေးအရက်ရှိတဲ့ကောင်လာပါကွာဒီမှာငါမမီဘူးဖြစ်နေတယ်ဆိုတော့အရက်ရှိတဲ့သူသွားခူပြန်တော့လဲမမီဘူးတစ်ပင်ကွာကြမှာဒီတော့ဘယ်လိုလုပ်တယ်လဲဝိရိယသမားကသမ္မာဝါယာမဆိုတဲ့ဝိရိယသမားကဝိရိယကောင်းတဲ့လူပဲအေးဒီလိုဆိုလို့ရှိရင်ငါကုန်ပြီမယ်ကွာငါကုတ်ပေါ်တဲ့အဲ့ဒါလို့ဆိုတော့သမ္မာသမာဓိဆိုတဲ့လူကဂုတ်ပေါ်တက်တယ်ဂုတ်ပေါ်တက်နေတဲ့အချိန်မှာသမ္မာတတိဆိုတဲ့လူကတတိပေးတယ်ဟေးချောကြမယ်ကွာငါပခုံးကင်တဲ့အဲ့ဒါလို့ဆိုပြီးတော့အနန္တလာရက်တယ်အဲ့ဒါလို့နဲ့လူ3ယောက်ပေါင်းလိုက်တော့တစ်ပင်ကွာကြားကတစ်ခွပန်းကင်ကလေးကိုမှီသွားပါတယ်အဲ့ဒါလို့မှီဖို့ရအတွက်သမ္မာဝါယာမဆိုတဲ့သူကကုံပေးတယ်သမ္မာသမာဓိဆိုတဲ့သူကဂုတ်ပေါ်တက်တယ်သမ္မာတတိဆိုတဲ့လူကချောမကြအောင်တတိပေးပြီးတော့သူကင်စရာဖြစ်နေအနန္တကရက်ပေးတယ်အဲ့ဒါလို့လူ3ယောက်ပေါင်းလိုက်တော့မှပန်းကင်ကလေးကိုမှီသွားတာမှီယုံပဲမှီပါတယ်ဘယ်ဟာကောင်းတယ်ဘယ်ဟာဆိုးတယ်လို့မရွေးတတ်ဘူးဖြစ်နေတဲ့
အဲ့ဒီတည်းမှာတမ္မာသင်္ကပ္ပဆိုတဲ့သူကလာတဲ့ရွေးပေးတာဒီကက်ကလေးကမှကောင်းတယ်ပို့တို့လောက်ကိုက်လွတ်တယ်လို့ဆိုပြီးတော့ရွေးပေးတာအဲ့ဒါလို့ရွေးပေးတော့တမ္မာသင်္ကပ္ပသူကခူးတာလားဆိုတော့မဟုတ်ဘူးလက်ထဲပန်းကက်ပန်းကင်ကိုမရသေးဘူးသူကလည်းဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဘူးရွေးပေးုံပေးနေတာအဲ့ဒီလိုရွေးပေးပြီးတဲ့အနောက်ကျမှတမ္မာဒိဋ္ဌိဆိုတဲ့သူကလာတဲ့ပြီးတော့အညာကလေးလိန်ချိုးလိုက်တာဒီတော့မှပန်းခိုင်ကလေးတစ်ခုရတယ်ပန်းခိုင်ကလေးတစ်ခိုင်ရပါမယ်အကြောင်းလူ9ယောက်ပေါင်းရပါတယ်ကို့အလုပ်ကိုလုပ်ကြတာပါတမ္မာဒိဋ္ဌိဆိုတဲ့သူကလည်းခူးယုံခူးတတ်တာသူကရွေးတတ်တာမဟုတ်ဘူးတမ္မာသင်္ကပ္ပကလည်းရွေးယုံရွေးတတ်တာမခူးတတ်ဘူးတခါတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိတို့ဆိုတဲ့သူတွေကလည်းပဲတမ္မာဝါယာမကုံယုံကုံပြတတ်တယ်တမ္မာသမာဓိကဂုတ်ပေါ်တက်ပြီးတော့မှီအောင်မှီယုံမဲ့မှီတတ်တယ်မခုတတ်ဘူးတမ္မာတတိကလည်းပဲချောမကြအောင်တတိပေးပြီးတော့သူကအနန္နာကဖေးပေးယုံပဲပေးတတ်တယ်အလုံးလူ9ယောက်ပေါင်းမှပန်းခိုင်ကလေးတစ်ခိုင်ရတယ်လို့ပဲဒီမလဲပဲမက်ကင်5ပါးပေါင်းမှမက်ကင်5ပါးစုံမှဖြစ်ပျက်ကလေးတစ်ခုကိုမြင်နိုင်ပါတယ်မမြင်ဘူးဆိုရင်တော့ဒီထဲကတစ်ခုခုညံ့နေပြီခုနတုန်းကလူ9ယောက်ထဲက1ယောက်အလုံးမလုပ်ဘူးဆိုရင်ပန်းကင်ကလေးတစ်ခိုင်မရတယ်လို့ပဲဒီမလဲပဲညာ5ပါးထဲကတစ်ခုခုကအာရော့နေပြီတစ်ခုခုကအလုံးမလုပ်ဘူးဆိုလို့ရှိရင်ဖြစ်ပျက်မမြင်နိုင်ဘူးဖြစ်နေမယ်ဒါကြောင့်ဖြစ်ပျက်မမြင်သေးဘူးဆိုတာဟာပညာမက်ကင်ကအားနည်းနေတာရင်ဖြစ်မယ်ဓမ္မမဟုတ်သမာဓိမက်ကင်ကအားနည်းနေတာရင်ဖြစ်မယ်တစ်ခုခုဖြစ်မယ်အဲ့ဒါလို့သိပြီးတော့တတိနဲ့အမြဲတမ်းအကဲခတ်ပြီးတော့ဝိရိယယော့နေတာဆိုလို့ရှင်လဲဝိရိယအတင်ပေးရမယ်တမာတိနဲ့နေတာလို့သိရင်လည်းပဲတမာတိတင်ပေးရမယ်တတိကအမြဲတမ်းရှိပေးရမယ်တမ္မာတတိဆိုတဲ့သူပါအဲ့ဒါလို့3ယောက်စုံုံနဲ့ဖြစ်ပြမြင်သေးတာမဟုတ်ဘူးသူတို့ကမြင်တတ်တဲ့သူတွေမဟုတ်ဘူးဥပငိုင်ကလေးမိအောင်တက်ပေးုံပြတတ်တဲ့သူဟောရွေးပေးတတ်တဲ့သူနဲ့တူးတဲ့တမ္မာသင်္ကပ္ပသူရောက်လာရမှာသူကလည်းဖြစ်ပြက်ကလေးတွေကိုဒါကဖြစ်ပြက်ဒါကအဖြစ်ဒါကအပြက်ဒါကအဖြစ်ဒါကအပြက်နဲ့လှည့်ပြတဲ့သဘောမျိုးရွေးဆယ်ပေးတဲ့သဘောမျိုးပန့်ကက်ကလေးဘယ်ဟာကကောင်းတယ်ဘယ်ဟာကမကောင်းဘူးဒီဥစ္စာကပုထုလောက်ကလွတ်တယ်လို့ရွေးဆယ်ပေးတယ်လို့ပဲဩတမ္မာသင်္ကပ္ပဆိုတဲ့သမားကလည်းဒါကအဖြစ်ဒါကအပြက်ဒါကအဖြစ်ဒါကအပြက်နဲ့သူကလှည့်ပြယုံပြတာခုတတ်တာမဟုတ်ဘူးခုတတ်တာကတမ္မာဒိဋ္ဌိကခုတတ်တာအဲ့ဒါလိုပဲဒီမလဲပဲမြင်တတ်တာကတမ္မာသင်္ကပ္ပကမြင်တတ်တာမဟုတ်ဘူးရွေးယုံရွေးပြတာအဲ့လိုရွေးပြပြီးတော့မြင်တဲ့သူကတမ္မာဒိဋ္ဌိပဲတမ္မာသင်္ကပ္ပကအဖြစ်ကလေးကိုလှည့်ပြလိုက်လို့ရှင်တမ္မာဒိဋ္ဌိကအဖြစ်မြင်တယ်တမ္မာသင်္ကပ္ပကအပြက်ကလေးကိုလှည့်ပြလိုက်လို့ရှင်တမ္မာဒိဋ္ဌိကအပြက်မြင်တယ်မြင်ယုံမြင်တတ်တာသူကလည်းလှည့်တတ်တာမဟုတ်ဘူးလှည့်တတ်တဲ့အလုပ်လုပ်နေတာကလှည့်ပြီးတော့ရွေးဆယ်ပြီးတဲ့အလုပ်ကိုလုပ်နေတာကတမ္မာသင်္ကပ္ပအဲ့ဒီတမ္မာသင်္ကပ္ပအားကောင်းပါမှတမ္မာဒိဋ္ဌိကဖြစ်တာရောပြက်တာရောနှစ်မျိုးလုံးကိုမြင်တာတမ္မာသင်္ကပ္ပအားနဲ့နေလို့ရှိရင်ဖြစ်တာတင်ပြနေလို့ရှိရင်တမ္မာဒိဋ္ဌိကဖြစ်တာပဲမြင်မယ်ပြက်တာကိုပြထားလို့ရှိရင်လေတမ္မာဒိဋ္ဌိကပြက်တာတစ်မျိုးပဲမြင်နေမယ်ဒီတော့ပြတဲ့တာဝန်ကတမ္မာသင်္ကပ္ပရဲ့တာဝန်သူအားကောင်းကောင်းနဲ့အဖြစ်လဲပြတယ်အပြက်လဲပြတယ်သူကလှည့်ပြနေတယ်ရွေးဆယ်ပြနေတယ်ဆိုရင်တမ္မာဒိဋ္ဌိနဲ့ဖြစ်တာလည်းမြင်ပြက်တာလည်းမြင်ဒီလိုဖြစ်လာပါမယ်ဖြစ်တာပြက်တာမြင်ပြီဆိုရင်တော့တမ္မာသင်္ကပ္ပအားကောင်းနေလို့ဒီထဲမှာအဖြစ်ပြက်ကိုမမြင်သေးဘူးဆိုရင်တော့ညံ့နေပြီသမာဓိမကင်တဲ့ကညံ့တာလားပညာမကင်တဲ့ကညံ့တာလားတခုခုပဲအဲ့ဒါကိုအမြဲတမ်းတတိနဲ့ရှိနေပြီးတော့ဘယ်ဟာလိုသလဲဘယ်ဟာပိုးနေသလဲဘယ်ဟာယော့နေသလဲဒါကိုသိရပါမယ်ယော့နေတာသိရင်ဖြည့်ပေးရပါမယ်ပိုးနေတာသိရင်ပြန်ပြီးတော့နှုတ်ယူရပါမယ်အဲ့ဒါလို့မပိုးမလို့မကင်၅ပါးအနေတော်ထားနိုင်လို့ရှိရင်တော့ဖြစ်ပြမြင်ပြီးဖြစ်ပြမမြင်နိုင်တာဒီရှုဉဏ်ဒီဘက်ကပဲချို့ယွင်းစရာရှိပါတယ်အရှုခံဘက်ကတော့ဘယ်မှထွက်မပြေးပါဘူးရုပ်တရားရှုတဲ့သူကရုပ်တရားကြီးကအရှုခံဘက်ကအရှုခံပြနေမယ်ဝေဒနာရှုပြီးဆိုရင်ဝေဒနာတွေကအရှုခံဘက်ကနေနေတာစိတ်ရှုပြီးဆိုလို့ရှိရင်လည်းစိတ်တွေကအရှုခံဘက်ကနေနေတာဒါတွေကဘယ်မှထွက်မပြေးဘူးမ
မမြင်ဘူးဖြစ်နေတယ်ဆိုရင်ရှုတဲ့ဉာဏ်ဒီဘက်ကယော့နေပြီတခုခုယော့နေပြီဒါကိုတတိအမြဲတမ်းရှိနေရပါမယ်ပညာမဲ့ခင်ကယော့တာလားသမာဓိမဲ့ခင်ကယော့တာလားယော့တဲ့ဥစ္စာကိုဖြည့်ပေးရပါမယ်အဲ့ဒါလိုဖြည့်ပေးလိုက်လို့ရှိရင်တော့မြင်လာမယ်တချို့ပြက်တာတွေကြီးတယ်မြင်နေမယ်ဖြစ်တာမမြင်ဘူးဒီလိုဆိုရင်သမ္မာသင်္ကပ္ပအာညံ့နေပြီတချို့ဖြစ်တာတွေကြီးမြင်တယ်ပြက်တာမမြင်ဘူးသမ္မာသင်္ကပ္ပအာယော့နေပြီဟောဖြစ်တာလည်းမြင်တယ်ပြက်တာလည်းမြင်တယ်ဖြစ်တာလည်းမြင်တယ်ပြက်တာလည်းမြင်တယ်ဆိုရင်တော့သမ္မာသင်္ကပ္ပကအာကောင်းလို့သူပဲလှည့်ပြနေတာသူပဲရွေးဆဲပြနေတာအေးဒီလိုသာဆိုလို့ရှိရင်တော့မကြပါဘူးတဲ့အဖြစ်ပြက်တွေကိုမြင်လာပြီဆိုရင်ဖြစ်လာတာတွေလည်းမြင်နေတယ်ပြက်ကုန်နေတာတွေလည်းမြင်နေပြီဖြစ်လာတော့သတ္တတဒိဋ္ဌိဖြစ်လာတဲ့ဒါတွေကိုမြင်တော့ဥစ္စေတဒိဋ္ဌိစင်တယ်ပြက်ကုန်တယ်တွေကိုမြင်တော့သတ္တတဒိဋ္ဌိစင်နေမယ်အဲ့ဒီဖြစ်တာပြက်တာတွေဟာပုဂ္ဂိုလ်တရားတွေမဟုတ်ယောက်ျားမိန်းမတွေမဟုတ်လူနာပြမတွေမဟုတ်နာအစုရုပ်အစုသာဟုတ်တယ်လို့ဒီလိုလက်ခံလာလို့ရှိရင်တက္ကာယဒိဋ္ဌိပါစင်ပါမယ်အဲ့ဒါလိုဒိဋ္ဌိတွေဆင်လိုက်တယ်ဆိုလို့ရှိရင်ဒိဋ္ဌိမှာကွာသွားလို့ကတော့ဖြင့်ဝိသိကိစ္စပါရောပါသွားတယ်ဒီလိုဘုရားကိုရောမြတ်ကြီးကဟောပါတယ်အဲ့ဒါလိုတကယ်ကိုညာနဲ့ကိုမြင်လို့ဒိဋ္ဌိတွေဆင်ပြီးဝိသိကိစ္စလည်းဆင်ပြီးဆိုရင်တော့ဒီပုဂ္ဂိုလ်ဟာသောတာပန်ဖြစ်ပြီဒီအစီအစဉ်တိုင်းသွားရမှာဖြစ်ပါတယ်ဒီအစီအစဉ်တိုင်းကြိုးစားရမှာမလို့မပိုးဖြစ်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်ရှုဉဏ်များဘက်ကအင်အားတွေမလျော့အောင်တတိပြုရပါမယ်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပပညာမဲ့ခင်နှစ်ပါးဘက်ကအာရော့နေလို့ရှိရင်မလျော့အောင်ဖြည့်ပေးရပါမယ်သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သမာဓိမဲ့ခင်များဘက်ကလည်းအာမလျော့အောင်တတိနဲ့ရှေ့ဆောင်ပြီးတော့ဘယ်ဟာရော့တယ်လဲဒါကြည့်ရပါမယ်ရော့တဲ့နေရာဖြည့်ပေးရပါမယ်အဲ့ဒီနေအပြင်ကြိုးစားလို့ကတော့ဖြစ်ပြက်များမြင်လာမယ်ဖြစ်ပြက်မြင်လို့ရှိရင်ဒိဋ္ဌိတွေလည်းဆင်မယ်ဒိဋ္ဌိဆင်ရင်ဝိသိကိစ္စပါရောပါမယ်ရောပါလို့ရှိရင်ဒီပုဂ္ဂိုလ်သောတာပန်ဖြစ်တော့တာပဲဒီအစီအစဉ်တိုင်းသွားကြရမှာဒါကြောင့်ဒီအစီအစဉ်များမညံ့အောင်သေးသေးချာချာတတိနဲ့ရှေ့ဆောင်ပြီးတော့လိုတာဟုသမျှဖြည့်ပေးနိုင်ကြပါစေဖြည့်ပေးလို့သူအင်အားလိုအပ်တဲ့အဆင့်ရပြီဆိုရင်တော့ဖြစ်ပျက်တွေမြင်လာပြီဖြစ်ပျက်တွေမုံပြီဖြစ်ပျက်တွေဆုံးပြီဆိုတာကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါလိုကြုံတွေ့သည့်တိုင်အောင်ကိုယ်စီကိုယ်ငါကြိုးစားကြပါလို့တိုက်တွန်းပါတယ်